လာပါခင်ဗျာ Golden Science မြန်မာကနေပြန်လည်ကြိုဆိုပါရစေအခုဗီဒီယိုမှာတော့ February 16 ရက်နေ့အတွက်ကျွန်တော်တို့ရဲ့တတိယမြောက်တွက်ချက်ကဏ္ဍကိုထုတ်ဖော်ပေးမှာဖြစ်ပါတယ်ဒီကဏ္ဍကိုဘယ်လိုနည်းစနစ်တွေနဲ့တွက်ချက်ထားတယ်ဆိုတာကိုလည်းပညာရဲ့ပိုင်းဆိုင်ရာအရာအသေးစိတ်ရှင်းပြပေးသွားမှာပါခင်ဗျာဒီနေ့အတွက်3839ကိုကျွန်တော်တို့ဘယ်လိုတွက်ထုတ်ထားသလဲဆိုရင် frequency tracking ပြီးခဲ့တဲ့3နှစ်စာအတွက် February လလယ်မှာအထွတ်များဆုံးထိခဲ့တဲ့ကဏ္ဍတွေရဲ့ပတ်သက်မှုကိုအခြေခံထားပါတယ် gap analysis ကဏ္ဍတစ်ခုနဲ့တစ်ခုကြားပျောက်ဆုံးနေတဲ့အကွာအဝေး gaps တွေကိုတွက်ချက်တဲ့အခါ3839ဟာလက်ရှိ sequence မှာအကျနိုင်ဆုံးအနေအထားမှာရှိနေတာကိုတွေ့ရပါတယ် digit balancing ထိပ်စီးအလယ်နဲ့နောက်ပိတ်ကဏ္ဍတွေရဲ့ညီညွတ်မှုကိုတင်ချာနီးကျခွဲချမ်းစိတ်ဖြာပြီးအားအကောင်းဆုံးပေါင်းစပ်မှုကိုရွေးချယ်ထားတာဖြစ်ပါတယ်ကျွန်တော်တို့တင်ဆက်ပေးနေတဲ့ကဏ္ဍတွေဟာ mathematical probability တင်ချာနီးကျဖြစ်နိုင်ခြေအပေါ်မှာပဲတိတိကျကျအခြေခံထားတာဖြစ်ပါတယ်ဒါကြောင့်ဒီတွက်ချက်မှုရလဒ်တွေကိုမိတ်ဆွေတို့ကိုယ်ပိုင်တွက်ထိန်တွေနဲ့တိုက်ဆိုင်ပြီးယုံကြည်မှုရှိရှိပြင်ဆင်နိုင်မှာဖြစ်ပါတယ်ခင်ဗျာဒါကတော့ဒီနေ့အတွက်တတိယမြောက်တွက်ချက်ကဏ္ဍဖြစ်ပါတယ်နောက်ထပ်နေ့ရက်အကြာမှာစတုထမြောက်ကဏ္ဍကိုထပ်မံတင်ဆက်ပေးမှာမို့ကျွန်တော်တို့ရဲ့ Golden Science မြန်မာကို subscribe လုပ်ထားဖို့မမေ့ပါနဲ့အားလုံးပဲကန်ထူးကြပါစေခင်ဗျာ